Hey!
ပြောပြောတဲ့ဟေးကြောလေးဒါကောင်းဆက်ပြောပြောဟေးဟေးဒီရဲ့အတိတ်ကလေးအတိတ်ကလေးပြောရဲဘောနိုင်ဘူးလေမဖမ်းနိုင်ဘူးလေရှင်လေးဒီကဝေးဒီကိုလေးများကြည့်နိုင်လေဘောပြန်လေးဒီပြောရဲဒီကောင်းတယ်ပြောပြောပြောရဲဟေးဟေးဟေးဒီညကလာတို့စိတ်ပြောရဲဟေးမောနိုင်ဘူးလေမဖမ်းနိုင်ဘူးလေရှင်လေးဒီကဝေးလက်မလေးများကြည့်လိုက်ရင်ဒီသုံးရက်လေးသိပြောရဲဟေးဒီကကြောင့်ဖြစ်တော့ဆိုတာလားနောက်တစ်ယောက်ရုံနောင်းလို့မြည်ရပါတယ်နော်ပြောပြောမယ်ဦးလေးတခါတော့ပြောဦးမယ်သူတို့ပြောပြောပြောရဲဟေးဒီညကလာတို့စိတ်ပြောရဲဟေးဘောနိုင်ဘူးလေမဖမ်းနိုင်ဘူးလေရှင်လေးဒီကဝေးလက်ကလေးများကြည့်လိုက်ရင်ဒီပုံရဲ့လေးသိပြောရဲလက်ကြီးတူပြီးပြောပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီတစ်ခါကဘယ်သူမှမပြောနှစ်ယောက်ကဟလားမင်းနာနှစ်ပါးဟလားဟိုမှာတစ်ပါးဒီဘက်မှာတစ်ပါးလာတာလားဟောဆွဲကောင်နဲ့တန်းချက်ကောင်အော်တော့လည်းဝေးတို့လာတန်းချက်စွမ်းဟုတ်ဝေးတို့ပုံကပြောပြောပြောရဲဟေးအားရအများကြီးဒီညကလာတို့စိတ်ပြောရဲဟေးအတွဲလေမဖမ်းနိုင်ဘူးရှင်လေးကြည့်ပါလေလက်ကလေးများကြည့်လိုက်ရင်ကလေးဖုံးရဲ့လေးသိပြောရဲဟေးလာရစောပြီးတော့ကြာနေတယ်ဒီလေးအောက်ကဘောင်းမီတွေလည်းပြုတ်ကုန်ကျေးဇူးများတင်ပါတယ်ဒါတွေအားလုံးကဆရာကိုဝေစင်ရဲ့တပည့်တွေပဲဖြစ်ပါတယ်ဒါရဲ့ဝက်လက်လေးမှာမင်းသားတွေအားလုံးကိုထပ်ကပြီးခိုင်းပေးပါဆိုလို့တာကခိုင်းပေးတာပါဒါပြီးသူတို့ကထိုင်ရတော့မှလေပြန်လို့လိုက်ရတဲ့အတွက်မစောချက်ကြီးများအားလုံးကိုလည်းစင်မောကမတော်ပါချာရှိဖို့အောင်ပါတက်ကြောလိုက်ပါဥပမောင်ကနားလဲတဲ့ဟိုမှာလူလူနားလဲတဲ့ဟိုမှာမကြည့်ဟိုဘက်လက်ကျေးဇူးများတင်ပါတယ်လက်တော့ဒီတာဒုက္ခလေးမဟုတ်ဘူးသူကဒီလိုအချင်းလေးဆိုရင်သူကမျက်နှာဒီလိုမိန်းကလေးဆိုရင်ရပြီလေကဲကချကဲသူများပြောပါလေဇက်မရဆရာတို့ရေးနေမလားဟုတ်ပါဘူးကျွန်တော်ပြောဟုတ်ကဲ့တွေ့ကြပြီရေးတွေ့ကြပြီဟေးတောက်လို့မရသိတွေ့ငါသက်ဆွေကချဟုတ်ပြီအေးပြေဝါတာခိုင်းတာတာကြီးဟုတ်ပြီမန်နေဂျာပဲသူရှိလေဟုတ်တယ်လားဟုတ်ပါချောင်းပြီးမဖြစ်ဖြစ်ချောင်းကဲကိုဆိုလို့ရေဆိုသူရအေးဆိုလို့စုပါကိုစုပါရေကွာကွာကွာကြီးပြောလိုက်ကြပါလိမ့်ဗျာကျွန်တော်ပိုင်ပြခိုင်းတက်ပေးရမှာဟုတ်ပါမင်္ဂလာပါခင်ဗျာဒါကြောင့်မလို့ဟဲ့လားကျွန်တော်အောင်စုလေးထွက်မှာမလို့နံပါတ်ထွက်ပါတော့မယ်ဗျာဒီနေ့မှာကောင်းဆိုတာစစ်ကြိုက်တဲ့သူတွေပါပဲ
ကောင်းဆိုတာအစစ်တိုက်တဲ့သူတွေပါပဲခေလိုက်တဲ့ကလေးရောညီတော်ဘာမှဖျမ်းမလို့တော့ပါဘူးညာတာတပ်ပြုတ်ဆိုမေးဆိုတော့နေပြီးတော့မှလည်းမှတ်တခင်တွေ့ခဲ့ပါပြီဇက်ပိုင်ရှင်ဘောနဲ့တိုးတဲ့အောင်ကြံဆောင်သူကအောင်သူပါပဲဟုတ်ပါဘူးရာခဲလေးထွက်မှာဖို့ရွာသားကြီးရောင်စုံဝေပြတိကလာစမယ်ဗျာ မမကမပြင်းသေးဘူးလားဒါကို